ချင်းလက်ရဲ့လက်တိချက်ဟာအရှိန်မသေးပဲဆက်လက်ဖြတ်စည်းနေပါတယ်။စူးရွေရဲ့ရင်ဘတ်ကိုပါပြင်းထန်စွာဝင်ဆောင်လိုက်တဲ့အခါစူးရွေတယောက်နောက်ကိုလွင့်စင်သွားပါတော့တယ်။ရင်ဘတ်ကိုဖတ်ထားရင်သူ့ကိုယ်သူအရန်အားနည်းလုံးနေတယ်ဆိုတာသဘောပေါက်သွားတဲ့စူးရွေရဲ့မျက်လုံးတွေထဲမှာအကြောက်တရားတွေအပြည့်ဖုံးလွှမ်းသွားပါတယ်။ချင်းလက်ကသူ့စီကိုတလန်းချင်းလျှောက်လာတဲ့အခါစူးရွေကသခင်လေးကျင်လို့ခေါ်ကအသက်ချမ်းသာပေးဖို့တောင်းပန်ပါတော့တယ်။ဒါပေမဲ့ချင်းလက်ကဘာခံစားချက်မှမရှိပဲအရင်ဘဝတုန်းကသူ့ကိုတားရဲအုပ်ထဲတွန်းချခဲ့တာကိုပြန်သတိပေးလိုက်ပါတယ်။ဒီတခါတော့မင်းကိုတားရဲအုပ်ထဲတွန်းမချတော့ပါဘူး။ဒီစကားကြောင့်စူးရွေမျက်လုံးထဲမှာမျောလင့်ချက်ရောင်ကြီးလေးဖြတ်ပြေးသွားပေမဲ့ချင်းလက်ကဒီလိုတေးရတာကမင်းအတွက်အရန်သက်သာလုံးနေတယ်လို့အေးဆက်ပြောလိုက်ပါတယ်။ချင်းလက်ကလက်ကိုဖြင်းညင်းစွာမြောက်လိုက်တဲ့အခါခေါင်းတလားကိုဆွဲငင်နေတဲ့နဂါးကိုကောင်ပုံရိပ်ရောင်ကြီးထွက်ပေါ်လာပြီးအမေးရောင်တန်ကြိုးတစ်ချောင်းကစူးရွေရဲ့နရဲခွေးတက်တူးရဲ့ကိုထိုးဆိုင်ဝင်သွားပါတယ်။စူးရွေအတန်ကုန်အော်ဟစ်နေပေမဲ့နဂါးကိုကောင်ကတက်တူးစွမ်းအားကိုရဆက်ဖိနှိပ်ချေမှုန်းပစ်လိုက်တာကြောင့်ဖောင်းဆိုတဲ့အတန်နဲ့အတူတက်တူးကြီးကွဲအပ်သွားပါတော့တယ်။စွမ်းအားတွေအားလုံးရုပ်သိမ်းခံလိုက်ရပြီးစူးရွေဟာအမာရွတ်တွေနဲ့ပြည့်နေတဲ့စွမ်းအားမဲ့တာမန်လူတယောက်ဘဝကိုပြန်ရောက်သွားပါတယ်ချင်းလက်ကမင်းကခွေးတကောင်လိုနေရတာကိုသဘောကျတယ်ဆိုတော့ဒီနေ့ကစပြီးမင်းကခွေးတကောင်လောက်တောင်အဆင်မရှိတော့ဘူးလို့ပြောပြီးလှည့်ထွက်လာခဲ့ပါတယ်။ဒီကဘာပြက်ကတ်မှာအားနည်းသူတွေအတွက်ဂုဏ်သိက္ခာဆိုတာမရှိပါဘူး။စူးရွေဟာအသက်ရှင်ဖို့အတွက်လူပေါင်းများစွာကိုငါးစာဖြစ်အသုံးချခဲ့တာကြောင့်အခုတော့သူ့ရဲ့ကံကြမ္မာဆက်ရောက်လာပါပြီ။ဘေးနားကလူမိုက်တွေကစွမ်းအားမဲ့သွားတဲ့စူးရွေကိုဝိုင်းဝန်းတိုက်ခိုက်ကြတဲ့အတွက်အော်တန်တွေထွက်ပေါ်လာပါတယ်။မကြာခင်မှာပဲအော်တန်တွေတိတ်ဆိတ်သွားပြီးမြေကြီးပေါ်မှာမိမ့်နေတဲ့ရွှေရောင်စွမ်းအင်တလင်းကြောက်တစ်ခုသာကျန်ခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေရဟတ်ရင်တန်တွေစူညံစွာထွက်ပေါ်လာပြီးစစ်တပ်ကအစိမ့်ပုတ်ရောင်ကန်ချစ်သုံးစီးခံတပ်ပေါ်ကိုဆင်းသက်လာပါတယ်။အပြည့်စုံလက်နက်တပ်ဆင်ထားတဲ့အထူးတပ်ဖွဲ့ဝင်တွေဆင်းလာပြီးနောက်မှာတော့အရှေ့ပိုင်းစစ်ဒေသရဲ့ဒုတပ်မှူးလီဂျန်ထွက်လာပါတယ်။ချင်းလက်ကစစ်တပ်ကိုအထင်မသေးပဲတာမန်ပြည်သူတွေအတွက်နောက်ဆုံးကာကွယ်ရေးတိုင်းဖြစ်အတိမတ်ပြုထားတာကိုတွေ့ရလို့တပ်မှူးလီဂျန်အံ့ဩသွားပါတယ်။ဒီလောက်စွမ်းအားကြီးတဲ့သူကစစ်တပ်ကိုမောက်မာစွာဆက်ဆံမယ်လို့သူကထင်ထားခဲ့တာကိုတပ်မှူးလီဂျန်ကချင်းလက်အနေနဲ့S အဆင့်သွေးစပယ်အုံးမွေကြီးကိုတက်ဖြတ်ခဲ့တဲ့တရုံးမှတ်တမ်းဗီဒီယိုကိုကြည့်ခဲ့ရကြောင်းနဲ့ချင်းလက်ရဲ့စွမ်းအားဟာစစ်တပ်ကလက်ရှိနားလည်ထားတဲ့နိုးထပ်သူတွေရဲ့စွမ်းအားထက်အဆက်ပေါင်းများစွာတာလွန်နေကြောင်းဝန်ခံပါတယ်။ဒါကြောင့်စစ်တပ်ကချင်းလက်ကိုအတင်းကျပ်တပ်သားစုဆောင်းတာခံတပ်ကိုသိမ်းပိုက်တာမျိုးမလုပ်ဘဲအဆင့်တူမဟာမိတ်အဖြစ်ပူးပေါင်းဖို့ကမ်းလှမ်းလာပါတယ်။ချင်းလက်ကသဘောတူပေမဲ့သူကတယောက်တည်းလှုပ်ရှားရတာကိုပိုနှစ်သက်ကြောင်းရှင်းပြပါတယ်။ဘလက်စတုန်းခံတပ်ကိုတိကျလွတ်လပ်တဲ့စခန်းအဖြစ်ထားရှိမယ်။စစ်တပ်ကအသက်ရှင်ကျန်ရစ်သူတွေကိုကယ်ဆယ်နေချိန်မှာချင်းလက်ကအစစ်မြစ်သားရဲကြီးတွေကိုတာဝန်ယူရှင်းလင်းပေးမယ်။အရင်းမြစ်တွေနဲ့သတင်းချက်လက်တွေကိုအပြန်အလှန်ဖလှယ်မယ်။မဟာမိတ်ဖြစ်သွားတဲ့အထိမ်းအမှတ်အနေနဲ့ချင်းလက်ကအရေးကြီးတဲ့သတင်းတစ်ခုကိုပေးလိုက်ပါတယ်။နောက်3ရက်မနက်2 နာရီတိမှာအရှိတရုတ်ပင်လယ်ကနေအစင်ငါရှေဟောင်ပင်လယ်နဂါးကြီးဥဆောင်တဲ့တားရဲကောင်ရီတသိန်းပါဝင်တဲ့ပထမဆုံးရေနေသားရဲလိုင်းကြီးဝင်လာလိမ့်မယ်။ကြံ့ကျိုးမြို့မှာအမြောက်ကြီးတွေနဲ့ကာကွယ်ရေးမလုပ်ထားရင်အရှေ့ပိုင်းတစ်ခုလုံးပြကျသွားလိမ့်မယ်။ဒီသတင်းကြောင့်တမူးလီကျန်တကိုယ်လုံးချွေးပြန်ပြီးကြက်တိထက်သွားပါတယ်။သူကချင်းလက်မျက်နှာကိုကြည့်ပြီးနောက်ပြောင်နေတာလားလို့အကဲခတ်ပေမဲ့တည်ငြိမ်အေးဆက်မှုတွေကိုပဲမြင်ရပါတယ်။လူ3 သန်းရဲ့အသက်နဲ့လောင်ကြီးထက်မဲ့သူမဟုတ်တာကိုသိလို့တမူးလီကျန်ကချက်ချင်းသတင်းပို့ပြီးအရှေ့ပိုင်းဒေသတစ်ခုလုံးအင်အားပြည့်သုံးကာကွယ်ဖို့ကတိပေးလိုက်ပါတယ်။အဲ့ဒီစားချင်းလက်ကသူ့အတွက်လိုအပ်တာတွေဖြစ်တဲ့အကြီးစားစစ်သုံးလက်နက်ပစ္စည်းများတိကျမှုမြင့်မားသောစက်ကိရိယာများအထူးလွှိုင်းသတ္တုများရေတပ်သုံးအလိုလျောက်ကာကွယ်ရေးစနစ်10ခုအပူချိန်မြင့်ဖိအားသုံးဘုံတို့ကိုတောင်းဆိုလိုက်ပါတယ်။ချင်းလက်ရဲ့ဈေးဝယ်စရင်ကြီးကတကယ့်ကိုအံ့မခန်းပါပဲ။ချင်းလက်ကစစ်တပ်စီကလက်နက်တွေကိုအလကားယူမှာမဟုတ်ပဲအပြန်အလှန်အနေနဲ့အနာဂတ်မှာကြုံတွေ့ရမယ့်အစစ်မြင့်သားရဲတွေရဲ့အရေးကြီးသတင်းချက်လက်တွေကိုအရင်ဆုံးပေးသွားမယ်လို့ကတိပြုလိုက်ပါတယ်။တမူးလီကျန်ကဒါတွေဟာအစစ်မြင့်စစ်ရေးပစ္စည်းတွေဖြစ်လို့စစ်တေနာပတိချုပ်ရဲ့ခွင့်ပြုချက်လိုမယ်ဆိုပေမဲ့ဒီလဲလှယ်မှုကတကယ့်ကိုတန်မိုးရှိလုံးတယ်လို့မှတ်ချက်ချပါတယ်။ချင်းလက်ကစစ်တပ်အနေနဲ့လူသားထုအတွက်နောက်ဆုံးကာကွယ်ရေးစီးကိုပဲအစွမ်းကုန်ထိန်းထားပေးပါစစ်တပ်ရင်မဆိုင်နိုင်တဲ့တားရဲကြီးတွေကိုတော့ငါပဲတာဝန်ယူရှင်းလင်းပေးမယ်လို့ရိုးရှင်းစွာပြောလိုက်ပါတယ်။ဒီစကားကတမူးလီကျန်ကိုအကြီးကျယ်စိတ်တက်ကြွသွားစေပါတယ်။ချင်းလက်အနေနဲ့စစ်ရဟတ်ရင်ကြီးပြန်လည်ထွက်ခွာသွားတာကိုကြည်ရင်အဝေးကမိုးကုတ်ဆက်ဝိုင်းစီကိုအေးဆက်စွာစိုက်ကြည့်နေမိပါတယ်။အမှန်တော့အဲ့ဒီအစင်ငါရှေဟောင်ပင်လယ်နဂါးကြီးရဲ့တလင်းကြောက်ဟာသူ့ရဲ့နဂါးကိုကောင်ကောင်းတလားရဲ့ပထမဆုံးတန်ကြိုးချိတ်ပိတ်မှုကိုဖွင့်လှစ်ပေးမဲ့တောချက်ဖြစ်လို့3 ရက်အတွင်းအဲ့ဒီကောင်ကိုတတ်ဖို့သူဆုံးဖြတ်ထားပြီးသားပါ။နောက်ထပ်3 ရက်အတွင်းမှာပဲစစ်တပ်ဟာကတိအတိုင်းအကြီးစားတည်ယူပို့ဆောင်ရေးရဟတ်ရင်တွေနဲ့ချင်းလက်တောင်းဆိုထားတဲ့ရေတပ်သုံးကာကွယ်ရေးစနစ်တွေနဲ့ဘုံတွေကိုခန့်တက်ထဲတည်ဆောင်လာပေးပါတယ်။ရဟတ်ရင်တွေရဲ့ကိုယ်တယ်ပေါ်မှာကြီးမားတဲ့တားရဲလက်သက်ရာကြီးတွေကိုမြင်တော့ဒီပစ္စည်းတွေရောက်လာဖို့အတွက်စစ်တပ်ဘက်ကအကောင်းဆုံးလေသူရဲတော်တော်များများအသက်ပေးခဲ့ရမှန်းချင်းလက်ရိပ်မိလိုက်ပါတယ်။စစ်တပ်ရဲ့စိတ်ရင်းမှန်မှုကိုအတိအမှတ်ပြုပြီးချင်းလက်ကလက်နက်တွေကိုသူ့ရဲ့အာကာသတိုးလောင်ခန်းထဲထည့်လိုက်တဲ့အခါခံတပ်ရဲ့ကာကွယ်ရေးအဆင့်ဟာဘုံပေါက်ကွဲသလိုမျိုးတိတိတာတာမြင့်တက်သွားပါတော့တယ်။စတုတ်ထမြောက်နေ့မနက်2 နာရီတိတိမှာတော့
ချင်းလက်ဟာခန်တက်ရဲ့စောင့်ကြည့်ရေးခန်းထဲကတရေကလည်းထိုင်ကြီးပေါ်မှာကော်ဖီပူပူလေးတစ်ခွက်နဲ့အေးဆေးထိုင်နေပါတယ်အဲ့ဒီအချိန်မှာပဲဆူရှောင်းထောင်းကအပြင်မှာရွာနေတဲ့မိုးရေတွေဟာဘာလို့ကတရာဆေးလိုပိမ့်ပိတ်အောင်မဲနေရတာလဲဆိုပြီးသတိပြုမိသွားပါတယ်ချင်းလက်ကကော်ဖီကိုတငုံချင်းတောက်ရင်းစတင်သွားပြီလို့ခတ်တိုးတိုးပြောလိုက်ပါတယ်ကြံကျိုးမျိုးအရှိတဲ့ကမ်းခြေကာကွယ်ရေးစီးမှာတော့တက်မူလီကြံတယောက်ရေဒါဆက်ခင်တစ်ခုလုံးအနီရောင်ဆက်အပြောက်တွေနဲ့ပြည့်နှက်နေတာကိုကြည့်ပြီးချွေးပြန်နေပါတယ်ချင်းလက်ရဲ့သတင်းကတိကျလုံးနေပါတယ်တက်မူလီကြံကကမ်းခြေတစ်လျှောက်လုံးအမြောက်တွေနဲ့အကုန်ပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်မြို့ထဲမှာအသက်ရှင်ကြံရစ်သူ3 တန်းရှိနေတာမို့လုံးဝအကျဆုံးမခံနိုင်ပါဘူးအမြောက်ဆန်းတွေကြောင့်ကမ်းခြေတစ်ခုလုံးနေခင်းဘက်လိုလင်းထိန်သွားချိန်မှာတော့စစ်သားတွေအားလုံးသွေးပြတ်သွားကြပါတယ်ကမ်းခြေစီကိုတန်ချက်ကာကအရွယ်စားရှိတဲ့အေယာမကနန်းကြီးတွေအစိတ်ဆူးတွေနဲ့ဖပြုတ်ကြီးတွေအမြောက်ဆန်တွေကိုရှောင်ကွင်းနိုင်လောက်အောင်မျက်နဲ့ပင်လယ်မွေအုပ်ကြီးတွေအလုံးအင်းနဲ့တက်လာနေလို့ပါ10 မိနစ်အတွင်းမှာပဲပထမကာကွယ်ရေးစီးတစစီပျက်စီးသွားပါတော့တယ်တက်မူလီကျန်ကတေရင်သေးပစေပြည်သူတွေကိုကာကွယ်ဖို့နောက်ဆုံးအဆင့်တင်နဲ့ဆွဲပြီးတိုက်ပွဲဝင်ဖို့ပြင်နေချိန်မှာပဲပင်လယ်ရေနှစ်ပိုင်းကနေဖော်ပြလို့မရတဲ့ကြောက်စရာကောင်းတဲ့ဖိအားကြီးတစ်ခုပောက်ကွဲထွက်လာပါတယ်ကြံကျိုးမျိုးရဲကအသက်ရှင်ကြံရစ်သူ3 တန်းလုံးရင်ဘတ်ထဲကနေမခံမရက်နိုင်အောင်အောင့်တက်သွားပြီးအသက်ရှူဖို့အောင်ရုန်းကန်လိုက်ရပါတယ်အမဲရောင်မြူကိုးထုကြီးကိုဆွဲဖြဲပြီးအနောက်မှာမီတာ100ကျော်ကြီးမှကအယိုးတောင်ပန်ကြီးတွေပါတဲ့အမောင်ထုရှေးဟောင်းနဂါးကြီးကောင်းကင်ကနေဆင်းသက်လာပါတယ်နဂါးကြီးရဲ့မျက်လုံးကြီးနှစ်လုံးဟာမိအိမ်နီကြီးနှစ်လုံးလိုတောက်လောင်နေပြီးတေချင်းတရားရဲ့အေးဓာတ်ကိုဆောင်ကျင်းလာပါတယ်ကဘာပြက်ကက်ရဲ့အစောပိုင်းကာလမှာအဆင့်9သားရဲဆိုတာမြို့တစ်မြို့လုံးကိုအလွယ်တကူပြချနိုင်တဲ့မအောင်နိုင်သောဘေးဒုက္ခပါပဲနဂါးကြီးကဟိန်းဟောက်ပြီးကတရာဆေးလိုမဲနဲ့နေတဲ့နဂါးမီတောက်တွေကိုမှုထုတ်လိုက်ရာစစ်တပ်ရဲ့အမြောက်တပ်ဖွဲ့စခန်းတစ်ခုလုံးမိပင်လေချစ်ပြီးလုံးဝပျက်စီးသွားပါတော့တယ်တမျိုးလုံးမျောလင်းချက်မဲ့ပြီးတေမဲ့နေ့ကိုစောင့်နေကြတဲ့အချိန်မှာတော့ချင်းလက်ဟာကော်ဖီခွက်ကိုအตาအရာချလိုက်ပါတယ်စက်ခရင်ပေါ်မှာတောင်းကျနေတဲ့မီတာ100ကျော်နဂါးကြီးကိုကြည့်ပြီးသူ့မျက်လုံးထဲမှာကြောက်ရွံ့မှုအစအနာမရှိရဲ့စိတ်လှုပ်ရှားမှုအလင်းရောင်တွေပဲတောက်ပလာပါတယ်ဆူရှောင်းထောင်းကမျက်နှာဖြူရော်စွာနဲ့တကယ်ပဲအပြင်းထွက်မလို့လားလို့မေးပြီးကြံစင်းနီကလည်းချင်းလက်ရဲ့လက်မောင်းကိုဆွဲကဒီလောက်အနေရများတာကိုမလုပ်ဖို့တားဆီးပါတယ်ဒါပေမဲ့ချင်းလက်ကသူ့မရဲ့လက်ကိုအตาအရာပုတ်ရင်းရဲရင်ယူသွတ်တဲ့အပြုံးကြီးနဲ့ပြောလိုက်ပါတယ်ငါရဲ့နဂါးကိုကောင်ခေါင်းတလားကတောချက်တစ်ခုလိုနေတာအဲ့ဒီဖုတ်ကောင်ကြီးရဲ့တလင်းကြောက်ကိုငါမျက်စိကျနေတာကြပြီးအင်ကိုတေချာဆောင်ပြီးရေနွေးချမ်းလေးသာအစင်သင့်ဖြော်ထားလိုက်ပါရေနွေးမအေးခင်ငါပြန်လာခဲ့မယ်သူတက်လေကားတဲ့ဝင်သွားပြီးမကြခင်မှာပဲကြံကျိုးမြို့ပြင်ကတောင်တန်းကြီးတွေစီကနေကောင်းကင်ရံအထိထိုးတက်သွားတဲ့ကတရာဆေးလိုမဲနဲ့နေတဲ့အလင်းတန်းကြီးတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီလင်းတန်းဟာအေးဆက်မနေပဲရှေးဟောင်းဆန်းပြားတဲ့ဖုံးတစ်ခိုးအရှိန်ဝါတွေပြည့်နှက်နေပြီးကောင်းကင်ကမြူထုကြီးကိုအတင်းကျပ်ဆွဲဖျက်ပစ်လိုက်ပါတော့တယ်တမူလီကျန်နဲ့အသက်ရှင်ကြံရစ်သူ3 တန်းလုံးကောင်းကင်ကြီးကိုမောကြည့်ရင်အံ့ဩမင်သက်သွားကြပါတော့တယ်စစ်သားတွေနဲ့လူထုအပေါင်းရဲ့မျောလင်းချက်မျက်လုံးတွေအောက်မှာပဲချင်းလက်ဟာလေပေါ်မှာမမြင်ရတဲ့လေကားထစ်တွေရှိနေတယ်လို့မျိုးအမဲရောင်ရွှေရောင်အလင်းတန်းကြီးအတိုင်းကောင်းကင်ရံစီကိုတလန်းချင်းတက်လန်းသွားပါတယ်တက်မူလီကျန်တယောက်စိတ်လှုပ်ရှားလုံးလို့တကိုယ်လုံးတုံရင်နေချိန်မှာပဲချင်းလက်ရဲ့ကြောပြင်ကနဂါးကိုကောင်ခေါင်းတလားတက်တူးကြီးဟာကောင်းကင်တစ်ခုလုံးပြည့်နှက်သွားတဲ့အထိပေါ်ထွက်လာပါတယ်မီတာယာချီရှည်လျားတဲ့အမဲရောင်နဂါးကြီးကိုကောင်ဟာရဲရဲနီနေတဲ့မျက်လုံးတွေကိုတပြိုင်နက်ဖွင့်လိုက်ပြီးရှေးဟောင်းကောင်းတလားကြီးကိုဆွဲငင်ကကြံကျိုးမြို့ကောင်းကင်ရံမှာပြန်တန်းလာကြပါတယ်အဲ့ဒီကနေထွက်ပေါ်လာတဲ့ရှေးဟောင်းဘုံတစ်ခိုးဖိအားကြီးကဆူနာမီလိုင်းလိုတစ်မြို့လုံးကိုလွှမ်းမိုးသွားတဲ့အတွက်ခုနကတောင်းကျမ်းနေတဲ့ရေနေသားရဲ့တသိန်းကျော်ဟာအကြောက်လွန်ပြီးမြေကြီးပေါ်ပြန်တူဝစ်ဆင်းသွားကြပါတော့တယ်ပြာပုံရည်တွေကပြည်သူတွေလည်းမစ္စတာချင်းငါတို့ကိုကယ်ဖို့လာပြီဆိုပြီးအံ့ဩမင်သက်စွာမောကြည့်နေကြပါတယ်မီတာ100ရှည်တဲ့အမောင်ထုရှေးဟောင်းနဂါးကြီးရှေ့မှာမီတာ1000ကျော်မြင့်ကချင်းလက်ဟာပွရွက်စိတ်တကောင်လိုတင်းငယ်နေပေမဲ့သူ့နောက်ကနဂါးကိုကောင်ကောင်းတလားရဲ့အရှိန်ဝါကတော့ကဘာဦးကမိစ္ဆာကြီးတကောင်လိုပုံမထိတ်လန့်ဖို့ကောင်းနေပါတယ်အညိုးတေးတွေနဲ့နဂါးကြီးကဟိန်းဟောက်ပြီးအရင်ကထက်ဆယ်ဆမကကြီးမားတဲ့အမဲရောင်နဂါးမီတောက်ကြီးကိုဥက္ကပြန်လိုမှုထုတ်လိုက်ပါတယ်ဒါပေမဲ့ချင်းလက်အတွက်တော့ဒါဟာကလေးကစားစရာတစ်ခုပါပဲသူ့ရဲ့ရင်ဘက်ကဖန်ကူးတက်တူးကနေကောင်းကင်ကိုထိုးဖောက်မတက်အလင်းတွေထွက်လာပြီးမြေကဘာနဲ့ကောင်းကင်ကြားမှာမတက်ရက်နေတဲ့အေယာမပုံရိပ်ရောင်စစ်တီတော်ကြီးပေါ်လာပါတယ်ချင်းလက်ဟာရှောင်ကွင်းဖို့တောင်မကြိုးစားပဲသူ့ရဲ့ညာလက်သီးကိုဖြည်းဖြည်းချင်းမြောက်လိုက်တဲ့အခါဖန်ကူးပုံရိပ်ကြီးကနေကဘာမြေကိုခွဲပစ်နိုင်တဲ့စွမ်းအားတွေလက်သီးပေါ်မှာဆူဆီးလာပါတယ်နောက်တစ်စက္ကန့်မှာပဲနဂါးမီတောက်ကိုလက်သီးနဲ့ဝင်ဆောင်လိုက်တဲ့အခါကောင်းကင်ကြီးတစ်ခုလုံးတစစီကွဲအပ်သွားသလိုခံစားရပြီးနဂါးမီတောက်ကြီးဟာဗညာနှစ်ချမ်းကွဲထွက်သွားကမြေကြီးပေါ်ကိုကျရောက်ပြီးမိုင်းထောင်ချီရှည်လျားတဲ့ကြောက်ကန္နာရကြီးနှစ်ခုဖြစ်သွားပါတော့တယ်ဒါပေမဲ့မိပင်လေကြားမှာရက်နေတဲ့ချင်းလဲကတော့စံကြီးတမြင်တောင်မလှုပ်ရှားခဲ့ပါဘူးအခုတော့ချင်းလဲရဲ့အလှည့်ရောက်ပါပြီးသူ့နောက်ကဖန်ကူးပုံရိပ်ကြီးကပုံမထင်ရှားလာပြီးရွှေဝါရောင်အလင်းတွေတောက်လောင်လာပါတယ်ချင်းလက်ကညာလက်ကိုအရှိန်နဲ့လွှဲချလိုက်တဲ့အခါဖန်ကူးပုံရိပ်ကြီးကလည်းသူ့ရဲ့အေယာမပစိန်ကြီးကိုလွှဲချလိုက်ပါတယ်မီတာယာချီရှည်လျားတဲ့ရွှေဝါရောင်ပစိန်လင်းနှန်းကြီးကညာကောင်းကင်ရံကိုနှစ်ချမ်းခွဲပြီးနဂါးကြီးရဲ့မဟာတောင်ပံတွေကိုပြစ်မှတ်ထားကကျဆင်းလာပါတယ်နဂါးကြီးအနေရကိုတိသွားပေမဲ့နောက်ကျသွားပါပြီ
ဂျိန်းဆိုတဲ့အတန်နဲ့အတူနဂါးကြီးရဲ့ဒဏ်ခံနိုင်ရေးအကောင်းဆုံးတောင်ပန်ကြီးတွေတစစီကျိုးပြတ်သွားပြီးဥက္ကပြန်တစ်လုံးလိုမြေကြီးပေါ်ကိုနာကျင်စွာကျဆင်းသွားပါတော့တယ်။ချင်းလဲကအသက်ရှူချိန်တောင်မပေးတဲ့ရွှေဝါရောင်အလင်းနှံအဖြစ်ပြောင်းရဲကနဂါးကြီးရဲ့အပေါ်တဲ့ကိုချက်ချင်းရောက်ရှိသွားပါတယ်။ဖန်ကူးပုံရိပ်ကြီးကပူစိန်ကိုလက်နှစ်ဖက်နဲ့မြောက်ထားချိန်မှာအောက်ကအမောင်ထုရှေးဟောင်းနဂါးကြီးရဲ့မျက်လုံးထဲမှာအသက်ပေးအကြောက်တရားတွေအပြည့်ဖြစ်နေပါပြီ။ချင်းလဲကမှုံမွားမွားဖြစ်သွားစမ်းလို့အေးဆက်စွာအမိန်ပေးပြီးလက်သီးနဲ့ထိုးချလိုက်တဲ့အခါဖန်ကူးရဲ့ပူစိန်ကြီးကနဂါးကြီးရဲ့ဥကောင်းတဲ့ကိုဝုန်းခနဲထူချလိုက်ပါတော့တယ်။ပြင်းထန်လုံးနဲ့စွမ်းအားကြောင့်နဂါးကြီးရဲ့မာကျောရဲ့ဥကောင်းခွန်ကြီးကွဲအပ်သွားပြီးကြံ့ကျိုးမြို့အပြင်ဘက်မြေပြင်ကြီးတစ်ခုလုံးမီတာဒါဇင်ချီနဲ့တဲ့တွင်းကြီးဖြစ်သွားကနဂါးကြီးလည်းမြေမြုပ်ခံလိုက်ရပါတော့တယ်။၎င်းရဲ့မျက်လုံးထဲကအလင်းတွေလည်းပျောက်ကွယ်သွားပြီးအဆင့်9သားရဲပွင့်ကြီးဟာတေဆုံးသွားပါပြီ။သူ့ပေါ်ဟာကလေးကအခုနောက်ဆုံးတိုက်ကွက်အထိ3မိနစ်တောင်မပြည့်သေးပါဘူး။မဲမောင်နေတဲ့မြူထုတွေကင်းစင်သွားပြီးလက်မင်းကြီးပြန်လဲပေါ်ထွက်လာချိန်မှာတော့ချင်းလက်ဟာသူ့ရဲ့နတ်ဖျားပုံစံကိုရုပ်သိမ်းပြီးနဂါးကြီးရဲ့ဥကောင်းခွန်ပေါ်ကိုတည်ငြိမ်စွာဆင်းသက်လိုက်ပါတယ်။သူကသူ့ရဲ့လက်ချောင်းတွေကိုဓားသွားလို့အသုံးပြုပြီးနဂါးကြီးရဲ့ဥကောင်းကိုခွဲကဘတ်စကတ်ဘောလုံးအရွယ်စားရှိတဲ့ရွှေဝါရောင်စွမ်းအင်တလင်းကြောက်ကြီးကိုထုတ်ယူလိုက်ပါတယ်။အဲ့ဒီထဲကသမုဒ္ဒရာလိုကျေပြောတဲ့စွမ်းအင်တွေကိုခန်းစားမိပြီးစိတ်ကျေနပ်စွာနဲ့သူ့ရဲ့အာကာသဒိုလောင်ခန်းထဲထည့်လိုက်ပါတော့တယ်။ခေါင်းဆောင်မဲ့သွားတဲ့ရေနေသားရဲ့တသိန်းကျော်ဟာလည်းထိတ်လန့်တုန်လှုပ်ပြီးပင်လယ်ရဲကိုဒီရေကျသလိုမျိုးအမြန်ဆုံးဆုတ်ခွာပြေးကြပါတော့တယ်။ကြံ့ကျိုးမြို့ကြီးကဲတင်ချင်းခံလိုက်ရပါပြီ။မြို့ရဲကအသက်ရှင်ကြံရစ်သူ3တန်းလုံးစီကနေအုံအုံကြွက်ကြွက်ထွက်ပေါ်လာတဲ့ကျေးဇူးတင်စကားတန်တွေနဲ့အော်ဟစ်အားပေးတန်တွေကတော့ကောင်းကင်ယံအထိစူညံသွားပါတော့တယ်။အဓိကကတော့အိမ်မှာဖျော်ထားခဲ့တဲ့ရေနွေးချမ်းလေးတောင်မအေးသေးပါဘူးဗျာ။